events ထဲက green flag ကိုယူမယ်ပြီးရင်နောက်ထပ် move 10 step ယူမယ်ပြီးရင်နောက်ထပ် control ထဲကforever နဲ့ယူပြအောင် okay ရရနော်အဲ့လိုအလားတူပဲ sprite 2ကို select မှတ်မယ် events ထဲက click ယူမယ် green flag click လေးယူမယ်ပြီးရင်ဒီ move 10 step block လေးယူမယ်ပြီးတော့control ထဲက forever block လေးယူမယ် okay so okay ဒီချက် sprite 1မှာလည်းတမျိုးလေးလောက်ထားတယ် sprite 2မှာလည်းဘယ်လိုလောက်ထားတယ်ကျတော့အဲ့နှစ်ခုကို share run ကြည့်လိုက်မယ်ဆိုရင်နှစ်ယောက်လုံးအတူတူပတ်ဝင်မှာ okay share နေကြည့်ရအောင်ဟုတ်လားမဟုတ်လားဟောနှစ်ယောက်လုံးအတူတူပတ်ဝင်တာဟုတ်တယ်နော်ဆိုတော့ဘာကြောင့်မလို့နှစ်ယောက်လုံးအတူတူပတ်ဝင်လဲဆိုတာသိလားဘာကြောင့်မလို့လဲဆိုတော့ကျတော့ဒီမှာဟုတ်တယ် move ဒီမှာ sprite 1မှာလည်း move 10 steps ထည့်ထားတယ် sprite 2မှာလည်း move 10 steps ထည့်ထားတယ်ဆိုတော့အကုန်လုံးကstep ကအတူတူပဲလေဟုတ်တယ်နော်ခြေလမ်း10လမ်းအတူတူပဲဆိုရင် okay ဒီ share sprite 1ကိုနိုင်စေချင်တယ် share move 10 step ကိုသူ့ကိုအလတ်20ထည့်လိုက်မယ် okay share run ကြည့်လိုက်မယ်နော်ဘာလို့ရင်ရောက်တာလဲ surprise 1ရင်ရောက်တာလေဟုတ်တယ် okay